မူလနှစ်ဖြာဆိုတာဘာနဲ့ပါလဲအဝိဇ္ဇာနဲ့တဏှာပါဗျာသစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာပါဗျာခန္ဓာ၅ပါးကိုမသိတာအဝိဇ္ဇာပါဗျာအာရဏ12ပါးမသိတာအဝိဇ္ဇာသာသနာထုံးနေတို့မြမပြည်စဗုဒ္ဓိပါလက်ရတောင်ကျွန်းမာတီထူးမြတ်သည်ဘုံတကူကျွယ်သည်အတူမရှိတဲ့ဗုဒ္ဓဇံပေသာသနာတော်ထုံးမေဒီသူတော်ကောင်းတရားတွေအမှန်မစိတ်သုံးတဲ့တို့တိုင်းပြည်အကျင့်စရဏတွေအထူးကောင်းဖို့လိုအပ်သည်သူတော်ကောင်းကြီးတွေအမှန်မစိတ်သုံးတဲ့တို့တိုင်းပြည်ဝိဇ္ဇာဆောက်ရှောက်မိုင်းမလို့အနေရကင်းမြည်မကောင်းသူပဲကောင်းသူကဲမမတဲ့ဝရစိန်တနည်းတရားဆောင်တဲ့ဖရာသာသနာတဝက်ခရီးမာတီယုံယုံကြည်ကြည်ယရနာသုံးပါးစီကပ်ဖို့လို၏တို့တိုင်းပြည်အကျင့်စရဏတွေအထူးကောင်းဖို့လိုအပ်သည်သူတော်ကောင်းကြီးတွေအမှန်မစိတ်သုံးတဲ့တို့တိုင်းပြည်ဝိဇ္ဇာဆောက်ရှောက်မိုင်းမလို့အနေရကင်းမြည်မကောင်းသူပဲကောင်းသူကဲမမတဲ့ဝရစိန်တနည်းတရားဆောင်တဲ့ဖရာသာသနာတဝက်ခရီးမာအတီယုံယုံကြည်ကြည်ယရနာသုံးပါးစီကပ်ဖို့လို၏တတံသီလသုတ္တစာကပညာသည်ဟိရိဝတ္တပါတရားတွေလက်ကင်ထားမှတို့တော်မူတတံသီလသုတ္တစာက